လာမယ့်ရာသီမှာပြိုင်ဘက်တွေထိုင်ကုန်နေရမယ့်ကိစ္စတစ်ခုကိုအကောင့်ထဲပေါ်ဖို့ပြင်ဆင်နေတဲ့ United ပရိသတ်များလုံးဝမင်္ဂလာပါ Red Revival Channel ကနေကြိုဆိုလိုက်ပါရယ်ကဲအားချောင်းချင်းနဲ့ပြိုင်ဘက်ပရိသတ်ကြီးအားလုံးပဲလာကြပါစူးကြပါအောင်ဗျာပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာမန်ယူကတော့ခြေစွမ်းလည်းမရှိဘူးဒိုင်ကူမနိုင်တာအသင်းကြီးဘွားကနေပြုတ်တော့မယ်ဆိုပြီးဝိုင်းဝန်းလောင်ပြောင်လေးတိုင်းနေကြတဲ့ပါဇက်တွေအကုန်လုံးကိုတော့တေခတ်ပြီးပိတ်ပစ်မဲ့အချိန်ရောက်လာပါပြီဘာဖြစ်လို့လဲဆိုတော့ Manchester United ရဲ့ CEO Omar Barada ကိုရိုင်းက2026နေရာသီအပြောင်းရွှေ့ဈေးကွက်အတွက်အသင်းရဲ့မဟာဗျူဟာကိုအထိလင်းချပြလိုက်လို့ပါပဲ။ဒါကတော့အားလုံးမျိုးလုံးပြူစပင်ထောင်သွားစီမဲ့အနည်းဆုံးကစားမတင်9ယောက်ထိအရေးသွေးမြင့်ကစားမတွေကိုပတ်စံပုံအောင်ပြီးတိန်ကြုံခေါ်ယူတော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပြိုင်ဘက်တွေအားလုံးအနေနဲ့တေချာစဉ်းစားကြည့်ဖို့လိုပါတယ်။ခင်ဗျားတို့အားလုံးက YB အခြေအနေစိုးပါတယ်လို့သတ်မှတ်နေတဲ့ United အသင်းကဒီရာသီမှာဘာဖလားမှမရသေးပဲ။ဥရောပရဲ့အဆင့်မြင့်ဆုံး Champions League ဝင်ခွင့်လက်မှတ်လေးတစ်စောင်ရရုံပဲရှိသေးတယ်နော်။ဝင်ငွေလေးရအောင်နေရှိသေးတာကို Omar Barada ကဈေးကွက်ထဲမှာအင်ဂျီလမောင်းပင်တင်ပြီး9ရောက်လောက်ခေါ်မယ်လို့ကြွေးကြော်နေတာအဲဒီကလို့သာပရီးမီးယားလိဖလားကြီးတာရခဲ့ရင်တသိန်းလုံးကကစားမ22ယောက်စလုံးကိုထုတ်ပယ်ပြီးကမ္ဘာ့စင်ကစားသမားအယောက်30လောက်မော်တော်ကားနဲ့တင်ခေါ်မဲ့အနေထားပါအီတာဆင်ကိုလည်းခေါ်ယူဖို့သဘောတူညီမှုရပြီးပြီဆိုတော့ကျန်တဲ့ပြတ်မှတ်4ယောက်သာထပ်ရောက်လာရင်ခင်ဗျားတို့အားကိုးလာပါတယ်ဆိုတော့ Man City တို့ Arsenal တို့က Old Trafford ကွင်းထဲရောက်ရင်ဒူးတုံပြီးဘောလုံးအောင်ကန်နိုင်ကြတော့မှာမဟုတ်ပါဘူးအရင်အဘူလက်ထက်ကလို့ဈေးကွက်ထဲမှာလွယ်လွယ်ချော်ချော်ပတ်စံဖြုံးတဲ့ United မဟုတ်တော့ပါဘူးအခု Ineos Sport ဖွဲ့နဲ့ Omar Barada တို့ရဲ့လက်ထက်မှာတော့စမတ်ချချရရဆက်ဆက်နဲ့လိုချင်တဲ့ကစားမတွေကိုစကားတင်စစ်ထုတ်ခေါ်ယူနေတာဖြစ်ပါတယ်ဒါကြောင့်မလို့လာမယ့်2026-29ရာသီတင်မှာ United အသင်းဆိုးဝါးအောင်မယ်လို့လေတိုက်ဖို့ပြင်ဆင်နေတဲ့ပြိုင်ဘက်ပရိသတ်တွေအနေနဲ့အခုကတည်းကလေလိုင်းတွေကိုရှော့ချထားဖို့တတိပေးလိုက်ပါရစေမဟုတ်ရင်ကိုထွေးလိုက်တဲ့ဒရေးကအပေါ်ကိုလန်ထွေးတာဖြစ်လို့ကိုမျက်နှာပေါ်ကိုပြန်ကျလာနိုင်လို့ပါပဲ